ခါတော့ကစိမ့်နှန်းစုကြည့်သောတစ်တော်ကြီးတစ်ခုတွေတွင်မြောက်စုကြီးတစ်စုပျော်ရွှင်စွာနေထိုင်ကြသည်သူတို့အားလုံး၏ခေါင်းဆောင်မှာဉာဏ်ပညာပြည့်ဝ၍တနာကျင်လာတတ်သောမြောက်မင်းဖြစ်သည်တနေ့တွင်တစ်ပင်ကြီးပေါ်မှအရသာထူးခြားသောကြီးတစ်လုံးမြည်ရည်ထဲသို့ကျသွားခဲ့သည်ထိုသည်သည်မတိမတာအလျက်တစ်ခုကိုပေါ်ဆောင်လာခဲ့သည်မြစ်တစ်ဖက်၌နေထိုင်သောလူပင်တစ်ပါးသည်ထိုသည်ကိုတွေ့ရှိကာအံလျက်ထိုသည်၏မူလနေရာကိုရှာဖွေရန်ဆုံးဖြတ်ခဲ့သည်ဘရင်အမိန့်ဖြင့်စစ်သားများသည်စစ်တော်အတွင်းသို့ဝင်ရောက်ကာတီးပင်ရှိရာနေရာကိုအားထုတ်ရှာဖွေလာကြသည်စစ်သားများရောက်ရှိလာသောအခါမြောက်စုသည်အလွန်ကြောက်လန့်ကာဘေးအန္တရာယ်ကြီးမားသည့်အခြေအနေထဲသို့ဝင်ရောက်ခဲ့သည်မြောက်မင်းသည်မိမိအုပ်စုကိုကယ်တင်ရန်အချိန်မီဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီးသူ၏နှလုံးသားတွင်ကိုကျိုးမပါဘဲအခြားသူများကိုကယ်တင်လိုသောစိတ်ဓာတ်ရှိနေသည်မြောက်မင်းသည်တစ်ပင်မှမြစ်တစ်ဖက်သို့ခုန်ကာမိမိခန္ဓာကိုယ်ကိုတရားတစ်ခုအဖြစ်ပြုလုပ်၍မြောက်များအားလုံးလွတ်မြောက်နိုင်ရန်ကူညီခဲ့သည်မြောက်များသည်မြောက်မင်း၏နောက်ကျောပေါ်မှဖြတ်ကျော်ကာဘေးကင်းရာသို့လွတ်မြောက်နိုင်ခဲ့သည်သူတို့၏နှလုံးသားများတွင်ကျေးဇူးတရားနှင့်ဝမ်းနည်းမှုနှင့်ပြည့်နှက်နေသည်မြောက်မင်းသည်မိမိခန္ဓာကိုယ်ကိုပေးဆက်ခဲ့သည့်အတွက်အလွန်ပင်ဒဏ်ရာပြင်းထန်ခဲ့သည်နောက်ဆုံးတွင်သူသည်တိတ်ဆိတ်စွာလဲကျသွားခဲ့သည်လူဘရင်သည်မြောက်မင်း၏မဟာပေးဆက်မှုကိုမြင်ပြီးအလွန်အံ့ဩကာလေးစားသွားသည်ထို့ကြောင့်သူသည်မြောက်မင်းအားဂုဏ်ပြုသင်ကြိုင်ပြုလုပ်ခဲ့သည်ကိုကျိုးမကြည့်သောစိတ်သည်ကဘာပေါ်တွင်အမျက်ဆုံးသောဓမ္မတရားဖြစ်သည်ကိုကျိုးကိုလျှော့ချပြီးအများအကျိုးကိုထားနိုင်သူသည်သာတကယ်မင်းကောင်းတစ်ပါးဖြစ်သည်